ဟိုးပင်လယ်နဲ့ကြီးရဲ့အောက်ခြေမှာအင်မတန်လှပခမ်းထားရဲ့တန်တန်နန်းတော်ကြီးတစ်ခုရှိတဲ့အဲ့ဒီမှာဂျူနာလို့ခေါ်တဲ့အငယ်ဆုံးပင်လယ်မင်းသမီးလေးနေထိုင်နေဂျူနာကတခြားမင်းသမီးတွေနဲ့မတူဘူးသူကအရန်စွန့်စားခြင်းတဲ့ပြီးတော့လူသားတွေရဲ့ကဘာကိုအရန်စိတ်ဝင်စားတဲ့သူပေါ့တညမှာတော့ဂျူနာကရေပြင်းပေါ်တက်ကြည့်တော့မုန်တိုင်းကြီးနဲ့တိုးပါလေရောတင်ပေါ်တစ်စင်းနစ်ညုတ်သွားပြီးလူသားမင်းသားလေးတစ်ပါးရေထဲကျသွားတာကိုသူတွေ့လိုက်တယ်ဂျူနာဟာသူ့အသက်ကိုဗราဏမထားပဲမင်းသားလေးကိုကဲတင်ပြီးကမ်းခြေကိုပို့ပေးခဲ့တယ်။မင်းသားလေးရဲ့မျက်နှာကိုမြင်လိုက်တဲ့အချိန်မှာပဲဂျူနာဘယ်လောက်ချစ်မိသွားပါတော့တယ်။မင်းသားလေးကိုပြန်တွေ့ချင်တဲ့စိတ်နဲ့ဂျူနာဟာအန်ဒီရဲ့များတဲ့ဆုံးဖြတ်ချက်ကိုချလိုက်တယ်။ကြောက်စရာကောင်းတဲ့ပင်လယ်ဆုံးမစီသွားပြီးလူသားဖြစ်ခွင့်တောင်းတာပေါ့။ဆုံးမကရမယ်။ဒါပေမဲ့အဖို့အခအနေနဲ့နင်းရဲ့တာယာလာပရဲ့အတန်ကိုငါ့ကိုပေးရမယ်။ပြီးတော့3ရက်အတွင်းမင်းသားကနင်းကိုချစ်ခွင့်မပန်းရင်နင်းရေသူမပြန်ဖြစ်သွားလိမ့်မယ်လို့ပြောလိုက်တယ်။ဂျူနာလူသားဖြစ်လာပေမဲ့သူ့မှာအတန်မရှိတော့ဘူး။မင်းသားလေးကကမ်းခြေမှာတွေ့တဲ့ဒီကောင်မလေးကိုနန်းတော်ခေါ်လာပြီးစောင့်ရှောက်ထားလေ။ဂျူနာကအရန်လော့ပြီးကျင်နာတတ်ပေမဲ့စကားမပြောနိုင်ရှာဘူး။မင်းသားကသူ့ကိုတရောစံတွေ့လာပေမဲ့သူ့ကိုကယ်ခဲ့တဲ့အတန်ပိုင်ရှင်မန်းတော့မသိခဲ့ဘူးလေ။3ရက်မြောက်နေဝင်ချင်းရောက်လာပါပြီ။ဂျူနာဟာဝမ်းနဲ့စွာနဲ့ပင်လယ်ဘက်ကိုကြည့်ပြီးရေသူမဖြစ်ပြောင်းလဲဖို့စောင့်နေတယ်။အဲ့ဒီအချိန်မှာပဲမင်းသားလေးဟာသူမရဲ့မျက်ဝန်းတွေထဲကအချစ်ကိုမြင်သွားပြီးကမ်းခြေမှာသူ့ကိုကယ်ခဲ့တာဒီမင်းကလေးပဲဆိုတာရုတ်တရက်သဘောပေါက်သွားပါတော့တယ်။မင်းသားကမင်းကိုချစ်တဲ့ဂျူနာလို့အချိန်မီပြောလိုက်နိုင်ခဲ့တယ်။အချစ်စစ်ရဲ့စွမ်းအားကြောင့်ဆုံးမရဲ့ကျင်စာပြည့်ပြဲသွားပြီးဂျူနာလေးအတန်ပြန်ရသွားတာပေါ့။နောက်ဆုံးမှာတော့ကုန်းမြေနဲ့ပင်လယ်ကတတဝါတွေအားလုံးပျော်ရွှင်စွာပါဝင်ဆင်နွှဲကြတဲ့မင်္ဂလာပွဲကြီးကိုကျင်းပနိုင်ခဲ့ကြပါတော့တယ်။ပုံပြင်လေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးပါ။နောက်ထပ်ပုံပြင်လေးတွေထပ်လာအောင်မှာမို့ subscribe လေးလုပ်ပေးခဲ့ပါနော်။